အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးနေ့လည်ခင်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါအားလုံးပဲကျွန်တော်ကိုရီမတွေဒါဒီမနက်ကတော့ဒါ29နဲ့เนาะ29ဆိုတဲ့ကဏ္ဍကဲကျွန်တော်တို့ဒါကြာတာပဲညနေ4နာရီခွဲလို့ကျွန်တော်သွားမယ်ပေါ့ဗျာเนาะကြာတာပဲညနေ4နာရီခွဲကိုကျွန်တော်သွားမယ်เนาะကြာတာပဲညနေ4နာရီခွဲကိုကျွန်တော်တို့သွားမယ်ပေါ့ဗျာကြာတာပဲညနေ4နာရီခွဲကိုမသွားခင်ကျွန်တော်ဗီဒီယိုလေးကိုခုတွေ့ပြီးမိမိဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နှိပ်ပေးထားပါနှိပ်ပြီးသားကိုရီမတွေကလည်းဒီဗီဒီယိုလေးကိုဒုတိယနဲ့ပတ်သက်တဲ့နေရာမှာ share လို့ရနေမှာ share ပေးပါမျှဝေလို့ရနေမျှဝေပါနော်ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲကျွန်တော်ဥစားပထမပြောချင်တာပါလဲဆိုတော့အဖွဲ့ဝင်မဲ့သူတွေလာမဲ့ဘက်မှာလည်းဖောင်းရပိတ်ရမရှိပါဘူးခင်ဗျာဒီလာမဲ့ဘက်မှာလည်းဖောင်းရပိတ်ရမရှိပါဘူးလေးလုံးကွေကနန်း6ခွက်တည်းထိုးရတယ်နော်အပတ်တိုင်းမှာဒါအမြဲတမ်းထွက်ပြီးသားပဲပတ်တိုင်းမှာအမြဲတမ်းထွက်တယ်ဒါဒီဘက်ဆိုကျွန်တော်ပရိတ်ပေးတယ်ပရိတ်လည်းထွက်တယ်နော်ပတ်တီကတော့ပတ်တီလို့မပြောပေမဲ့ကျွန်တော်ပြောလိုက်တာပဲနော်ဒါပေမဲ့တော့ပတ်တီကိုတော့မပေးဘူးပေါ့အဖွဲ့ဝင်ကိုနော်လေးလုံးကွေလေးကနန်း6ခွက်တည်းနဲ့ကျွန်တော်တို့ဒါအေးစစ်စစ်ကျွန်တော်တဲ့ယူမယ်ဗျာနော်ရှယ်ပေါက်ပြီးတော့ ACC တဲ့ပြီးတော့ယူမယ်ပေါ့ဗျာเนาะအဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့အဖွဲ့ဝင်မဲ့သူတွေကဒီနေခင်းကစပြီးတော့ကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါပြီအဖွဲ့ဝင်လူအောင်တွေကိုဒါဖုန်းတွေဆက်ဖွင့်ထားပြီဆိုတဲ့အကြောင်းပြောချင်တာလည်းဖြစ်တယ်လို့เนาะဖုန်းတွေဆက်ဖွင့်ထားပြီဆိုတဲ့အကြောင်းပြောချင်တာလည်းဟုတ်တယ်လို့နောက်တစ်ခုကလည်းအဖွဲ့လူအောင်တွေရောလူသစ်တွေရောဒါပြန်လဲပုံလို့ရပြီဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တာပါเนาะလူသစ်တွေကလည်းဒါကိုလင်းဖုန်းနံပါတ်ကိုမသိသေးတဲ့သူတွေကတော့ဒါကိုလင်းဖုန်းနံပါတ်ကိုမသိတဲ့သူတွေကတော့3996 906 101026ကဲ3996 981 688 953เนาะအဲ့ဖုန်းနှလုံးပေါ့เนาะ3996 906 101026ကဲ3996 981 688 953အဲ့ဖုန်းလေးနှလုံးပေါ့နော်ကျွန်တော်အကောင့်နေလဲကျွန်တော်ပို့တင်ပေးထားပါတယ်နော်ဗုဒ္ဓမကျော်အခွေဆိုပြီးတော့နော်နောက်တစ်ခုကလည်းကျွန်တော်ဒီဗီဒီယိုတင်ပြီးဒီဗီဒီယိုရဲ့ comment ထဲမှာလည်းဖုန်းနံပါတ်ကိုပင်ထောက်ပေးမယ်နော်ဟုတ်ပြီလားခင်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါစေအဖွဲ့ဝင်လူဟောင်းတွေကတော့ဒါပြန်ဝင်လို့ရရဆိုတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်လူသစ်တွေကတော့ဒါကိုလင်းရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပြောပြသွားပြီနော်3996 101026ကဲ3996 iPhone လေးကိုဆက်ပြီးဒီနေ့ကစပြီးတော့လာမတ်ဘက်ကိုအဖွဲ့ပြန်ဝင်လို့ရပြီအဖွဲ့ပြန်ဝင်လို့ရနေဆိုတဲ့အကြောင်းလေးဦးစွာပထမပြောချင်ပါတယ်လာမတ်ဘက်မှာလည်းဖောင်းရပိတ်ရမရှိပါဘူးလေးလုံးကိုကနန်း6ခွက်တည်းနဲ့ပတ်တိုင်းမှာအေးစေးစေးပဲเนาะပတ်သီးထက်ပိုမိုက်တယ်เนาะပတ်သီးထက်ပိုမိုက်တယ်ပတ်သီးကအကွက်20เนาะလေးလုံးကိုရကနန်းလေး6ခွက်တည်းเนาะလေးလုံးဝင်အားကောင်းလေးလုံးဝင်နဲ့သွားမယ်အဲ့လိုပေါ့ဟုတ်တယ်မအဓိကတော့အဆင်ပြေဖို့ရေးကြည့်ရလေเนาะအဆင်ပြေဖို့လုပ်ကြတာအဆင်ပြေဖို့ရေးကြည့်တယ်အလုံးနဲ့ပဲတက်သေးပြတယ်တခါတည်းပြောပြီးသားเนาะကဲအဲ့ဒါကြောင့်မို့ကျွန်တော်ဒါလေးရတော့ဒါအဖွဲ့ဝင်မဲ့သူတွေအတွက်ကိုဥစားပထမအနေနဲ့သတင်းကောင်းလေးပါခြင်းဖြစ်ပါတယ်ကဲကျွန်တော်နေ့တိုင်းလေးသွားမယ်ဒီညနေကြာတာပဲညနေ4နာရီခွဲလေးကိုเนาะကဲကြာတာပဲညနေ4နာရီခွဲကိုကျွန်တော်ကြိုင်မဲ့ဝမ်းချင်းလေးကတော့38ဝမ်းချင်းဖြစ်ပါတယ်38ဝမ်းချင်းဖြစ်ပါတယ်ကဲ38 619တယ်เนาะမနက်ကဒါကျွန်တော်ရဲ့စိတ်မာစတာကြီး619ကတော့ဒါ9နှစ်ဆိုပြီးတော့29ဆိုပြီးတော့ထွက်သွားတယ်ပေါ့เนาะကျွန်တော်ညနေရတော့じゃနေတိုက်ကလေးရတော့ဝမ်းချင်းလေးက38ပါ3နဲ့ပတ်သက်လာရင်ဘာလေးတွေကြိုက်လဲဆိုရင်เนาะ3134 3536เนาะ3နဲ့ပတ်သက်ရင်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်3134 3536ဝမ်းချင်းက38 3နဲ့ပတ်သက်ရင်3134 3536ရှင်းနဲ့ပတ်သက်ရင်8184 8586เนาะရှင်းနဲ့ပတ်သက်ရင်8184 8586 30ထွက်ပြီးရင်တော့86ဆိုတဲ့ကဏ္ဍလိုက်တယ်ပေါ့เนาะမွေးကဏ္ဍအဖြစ်တော့သုံးလို့ရတယ်ကြံပွဲမှာเนาะတတိတော့ထားပါဗျာ86ဆိုတဲ့ကဏ္ဍတော့ကเนาะ30ထွက်ပြီးရင်86မွေးဆိုပြီးတော့เนาะပေးမပေးဆိုတာတော့စောင့်ကြည့်ရမှာပေါ့เนาะဝမ်းကြီးကတော့38 3နဲ့ပတ်သက်ရင်3134 3536ရှင်းနဲ့ပတ်သက်ရင်8184 8586เนาะဒါရှစ်လေးတွေပါရထွက်ပြီးသားပေါ့เนาะထွက်ပြီးသားဆိုတော့ပယ်လို့ရတယ်ပေါ့เนาะမပယ်နဲ့ကိုသဘောဟုတ်ပြီလားကဲအဲ့ဒါပြင်ကျွန်တော်ကြိုင် main တင်ကွက်ပြောမယ်
နော်ကဲကျွန်တော်ကြိုက် main တင်ကွက်ကလေးကတော့ဂျာတာပင်ညနေ4 နာရီခွဲကိုကျွန်တော်ကြိုက် main တင်ကွက်ကတော့93ရဲ့68ကဲ28ကဲဖြစ်ပါတယ် main တင်ကွက်93 68 28 main တင်ကွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာရှိတယ်ဂျာတာပင်ညနေ4 နာရီခွဲကိုပိုင်ဆိုင်ကြပါသည်အဖွဲ့ဝင်မဲ့သူတွေကလူဟောင်းတွေရောလူသစ်တွေရောဒီနေခင်းကစပြီးတော့ကိုလင်းရဲ့ဖုန်းတွေဆက်ဖွင့်ပေးထားပါပြီအဖွဲ့ဝင်လက်ခံနေပါပြီဆိုတဲ့အကြောင်းကိုပြောသတင်းကောင်းပါကြပါတယ်နော်အလုံးနဲ့ပဲတက်တည်ပြရနော်အပတ်တိုင်းမှာတစ်ခါလေးပြောပြီးသားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါအားလုံးပဲည9:00 နာရီတို့ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါ